ထိုလင်းညကမိုးတွေတဲထန်စွာရွာသွန်းနေပြီးပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်အေးဆက်နေခဲ့တယ်လမ်းမီးတိုင်တွေရဲ့ဝါကျင်ကျင်လင်းရောင်ကလွဲလို့ဘာမှမရှိတဲ့ကတ္တရာလမ်းမထက်မှာကျွန်တော်တယောက်တည်းထီးပြလေးကိုစောင်းပြီးကားဂိတ်စီကိုရှောက်လာခဲ့မိတယ်ဘတ်စကားဂိတ်မှာကားဆောင်နေရင်အေးဆက်လာတဲ့ညအမောင်ထူတဲကနေနံပါတ်3 12ကားလေးတစ်စီးဝုန်းကနေဆက်ရောက်လာခဲ့တယ်ကားတကားပွင့်သွားတဲ့အချိန်မှာမတ်တက်ရက်နေတဲ့ကားစပယ်ယာကနှာခေါင်းစည်းကြီးတက်ထားပြီးမျက်လုံးတွေကအသက်မဲ့နေတယ်လို့ပဲကျွန်တော်ကားပေါ်ကိုလှဟန်တက်လိုက်တဲ့အချိန်မှာပဲတကူလုံးစိတ်ခနဲ့ဖြန်းခနဲ့ဖြစ်သွားပြီးကားထဲမှာရှိနေတဲ့တခြားခရီးတွေ3ယောက်လုံးဟာလည်းခေါင်းတွေကိုငိုက်ဆိုင်ချကအမောင်ထဲမှာကြောက်ရွံ့တွေလိုငြိမ်သက်နေကြတဲ့အသက်ရှူတန်အောင်မကြားရတော့အောင်ကားတစ်စီးလုံးတစ်ချိုင်းကုန်တစ်ခုလိုတိတ်ဆိတ်လို့နေခဲ့တာမိုးရေဆက်တွေရိုက်ခတ်နေတဲ့မှန်ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်ပေမဲ့မြင်ကွင်းတွေကဝေဝါးလုံးပြီးဘယ်နေရာရောက်နေမှမသိတော့ဘူးဘာကြောင့်မှမသိကျွန်တော်စိတ်ထဲမှာအရန်ထိတ်လန့်လာပြီးခြေဖျားလက်ဖျားတွေအေးဆက်လာတဲ့ထိုစဉ်မှာပဲကားကနောက်ထပ်ဂိတ်တစ်ခုမှရုတ်တရက်ထိုးရက်သွားပြီးတကားပွင့်လာခဲ့တဲ့ကားပေါ်ကိုတက်လာတာကတော့ခေါင်းကြီးချုံအင်ကြီးအမဲကြီးဝတ်ဆင်ထားပြီးလက်ထဲမှာအထုပ်တစ်ထုပ်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားတဲ့အဖွားကိုတယောက်ပဲသူမဟာကားထဲကိုဖြည်းဖြည်းချင်းရှောက်ဝင်လာပြီးကျွန်တော်ရဲ့အနောက်တက်ကခုံလွတ်မှာဝင်ထိုင်လိုက်တယ်သူမစီကနေပုတ်စော်နန်တယ်လို့ညှော်နန်လို့အနက်ဆိုးတစ်ခုကကားတစ်စီးလုံးပြန့်နှံ့သွားပြီးကျွန်တော်ကိုအသက်ရှူရတာအမုန်းချက်ကြီးဖြစ်လာစေခဲ့တယ်ကျွန်တော်အရန်ကြောက်လာလို့ကားပေါ်ကနေအမြန်ဆုံးဆင်းကျင်စိတ်ပဲရှိတော့တယ်ဒါပေမဲ့စပယ်ယာနဲ့မောင်းတူရဲ့ထူဆန်းတဲ့အမူအရာတွေဘေးကခီးတဲ့တွေရဲ့တက်မဲ့နေတဲ့ပုံစံတွေကြောင့်ထိုင်ကုန်မှာပဲတောက်ကြီးထိုင်နေမိရင်ခေါင်းထဲမှာတွေးပြတ်မတက်ခံစားနေရတဲ့ကားပြတင်းမှန်ကိုကြည့်လိုက်တဲ့အခါမှာတော့မှန်ပေါ်မှာတွေးရောက်လို့အနီရောင်စာလုံးတွေနဲ့မင်းကားပေါ်ကဆင်းဖို့နောက်ကျသွားပြီးဆိုတဲ့စာသားကအထင်ရှားပေါ်လာတာကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်နှလုံးသားတစ်ခုလုံးပြုတ်ကျမတက်ထိတ်လန့်သွားအားခဲ့ရတဲ့ကားကလည်းပိုပြီးမြင်မြင်မောင်းလာတယ်လို့ပဲကျွန်တော်မျက်စိမိတ်ပြီးကြောက်စိတ်ကိုအောက်အဲထားရင်းကနေခဏတာမိန်မောသွားခဲ့မိတယ်ရုတ်တရက်မျက်လုံးပွင့်လာတဲ့အချိန်မှာတော့တကိုယ်လုံးတုံးလုံးသွားရလောက်အောင်ကားတစ်စီးလုံးရင်းထိုးနေပြီးခီးတဲ့တွေအားလုံးနဲ့ကားမောင်းသမားပါမရှိတော့ပဲကားထဲမှာကျွန်တော်နဲ့ဟိုကောင်းကြီးချုံဖွားဖို့ပဲကြံခဲ့တော့တယ်ကျွန်တော်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဖျားရည်ထိုဖွားအိုဟာသူမရဲ့ခေါင်းမီးချုံကိုဖယ်လိုက်တဲ့အခါထွက်ပေါ်လာတာကလူမျက်နှာမဟုတ်ပဲအရေပြားတွေပုတ်တိုးတွလိမ့်နေပြီးသွေးဆက်တွေယိုစီးကျနေတဲ့တရဲမကောင်ကြီးဖြစ်နေခဲ့တာပဲသူမဟာပါဆက်ကြီးကိုနေရွက်တိုင်အောင်ဖြဲပြီးကျွန်တော်စီကိုပြေးဝင်လာပြီးပုတ်တိုးနေတဲ့လက်သေးအရှိကြီးတွေနဲ့ကျွန်တော်ပခုံးကိုလှမ်းဆွဲလိုက်တယ်ကျွန်တော်အတန်ကုန်အော်ဟစ်ပြီးလက်နိုးလာခဲ့မိတယ်လက်နိုးလာတဲ့အချိန်မှာတော့ကျွန်တော်ဟာမနက်ခင်းလင်းအားကြီးအချိန်ဘတ်စကားဂိတ်တစ်ခုရဲ့ခုံတန်းလျာပေါ်မှာလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်ဘေးမှာလည်းကျွန်တော်ရဲ့ခီးပြလေးကရှိနေတော့မယ်ကျွန်တော်အိမ်မက်ဆူကြီးကနေလွတ်မြောက်သွားပြီဆိုပြီးတက်ပြင်းချလိုက်ရင်အင်ဂျီအိတ်ထဲကကားလက်မှတ်ကိုထုတ်ကြည့်လိုက်မိတယ်လက်မှတ်ပေါ်မှာရေးထားတာကနံပါတ်3 12ကားတဲ့ကျွန်တော်တကိုယ်လုံးကြက်တီးတစ်ဖြန်းဖြန်းထသွားပြီးကားဂိတ်ကဝန်ထမ်းအဖိုးကိုတယောက်စီပြေးသွားပြီးနံပါတ်3 12ကားအကြောင်းမေးမြန်းလိုက်မိတယ်ဝန်ထမ်းအဖိုးကကျွန်တော်ကိုတနာစရာတတဝါတကောင်လိုစိုက်ကြည့်ပြီးတုံရီတဲ့အတန်နဲ့ပြောပြရှာတယ်ငါတို့နံပါတ်3 12ကားကမင်းညကမိုးတဲထန်စွာရွာလို့မြစ်ထဲကိုထိုးချပြီးကားပေါ်ပါတဲ့ခီးတဲ့တွေအားလုံးတေဆုံးသွားခဲ့ပြီးတဲ့ထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်တကူလုံးတွေးဆုပ်ဖြူကျော်သွားပြီးကဘာပြတ်မတက်ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်ဒါဆိုရင်မင်းညကကျွန်တော်စီးခဲ့တဲ့ကားက